ဒီနေ့ဗာလေးကို sharing လုပ်ချင်တယ်ဆိုလို့ရှိရင်ကျမတို့တန်ကြီးအရေးပေါ့နော်တန်ကြီးရေဘယ်လိုလုပ်လဲတန်ကြီးရေဘယ်လိုလုပ်လဲဆိုတော့အခါကျတော့တဘာဝတန်ကြီးရေလုပ်ကြီးရတော့ကျမရှေ့မှာ sharing တစ်ခါလုပ်ခဲ့ပူတယ်ဒါပေမဲ့လို့ဒီဥစ္စာကကြတော့ကျမတို့ chemical တန်ကြီးရေပေါ့နော် chemical တန်ကြီးရေကကြတော့ဒီမှာကဒါတော့ကျမဒီသူ့ရဲ့အထုပ်ထဲကနေပြီးတော့လေလုံးနဲ့ပူးတဲ့ကိုပြောင်းပြီးတော့ထည့်ထားတာပေါ့နော်အဲ့ကြတော့ကျမတို့တွေကဒီကတဘာဝတန်ကြီးရေကိုဘယ်လိုလုပ်လဲဆိုတာလေးကိုဒီမှာ sharing လုပ်ပေးမယ်နော်။ဘာလို့ဆိုတော့ဘာလို့ sharing လုပ်ပေးရလဲဆိုတော့ဒီတဘာဝတန်ကြီးအမှုံကလေနည်းနည်းလေး chemical ဆိုတဲ့ခါကျတော့သူပြင်းတဲ့ခါကျတော့ပိတ်စတော့မှတင်လိုက်လို့ရှိရင်ပိတ်စကကျန်းသွားတာမျိုးရှိတယ်။အဲဒါကြောင့်မို့လို့ပိတ်စကျန်းတာကိုတကယ်လို့လေးဟိုအပြည့်ပေါ့နော်။ဘယ်လိုခေါ်မလဲအဲ့လိုမျိုးကြီးကြမ်းကြီးနဲ့ပြီးတော့ခါကျတော့တိရွက်တွေမှာအယောင်ထွက်တယ်ဆိုလို့ရှိရင်လည်းအရန်ကြီးမဲသွားတာမျိုးမဖြစ်အောင်လို့ကျမတို့ဒီပိတ်စပေါ်မှာအယောင်လှလေးရအောင်လို့ကျမတို့တွေဒီ chemical တန်ကြီးမှုကိုဘယ်လိုသုံးသလဲဆိုတာကိုကျမတို့ sharing လုပ်ပေးထားတာဖြစ်ပါတယ်ရှင်ကျေးဇူးတင်ပါတယ်ရှင်ကျမတို့ဒီမှာဆိုလို့ရှိရင်တော့ဒီတန်ကြီးမှုန့်ကိုပေါ့နော်ဒါကကြတော့ကျမတို့ဒါတန်ကြီးမှုန့်ဒါကျမဘူးတဲ့ကိုဖောက်ထည့်ထားတာလीเนาะဒီတန်ကြီးမှုန့်ကိုကျမတို့ဒါကတဘာဝတန်ကြီးရေမရလို့ရှိရင်တန်ကြီးမှုန့်အရေဖြော်နေเนาะအဲ့ခါကျတော့ကျမကဒီမှာဆိုရင်ဖွင့်လိုက်မယ်เนาะဖွင့်လိုက်မယ်ဆိုပြီးတော့ဒီခွက်ကလေးထဲမှာထည့်မယ်ဆိုတော့ဒီခွက်ကလေးက2 gram ရှိတယ်เนาะသူ့လေးချင်းကတန်ကြီးမှုန့်20 gram ဆိုတဲ့အခါကျတော့ကျမတို့ကတန်ကြီးမှုန့်ကို20 gram ဒီထဲမှာချိန်ပြီးတော့ထည့်လိုက်မယ်နော်20ဆိုတော့ခါကျတော့ကျမတို့22ရှိရမှာပေါ့နော်18နော်22 gram နော်ဒီ22 gram ကိုဆိုလို့ရှိရင်ကျမတို့ဘာလုပ်မလဲဆိုရင်ဒီကပလတ်စတစ်ခွက်လေးတစ်လုံးနဲ့ကိုထည့်လိုက်ထည့်ပြီးလို့ရှိရင်ကျမတို့ရေအေးနဲ့ဆိုရင်မြန်မပြောမှကြောက်လို့ရေနွေးလေးနည်းနည်းနဲ့ဖြော်လိုက်မယ်နော်ရေနွေးလေးနဲ့အရင်ဦးဆုံးတို့ဖြော်လိုက်မယ်နော်ရေအေးလေးနဲ့ဒီတန်ကြီးမှုန့်ကလေလုံအောင်ထားမယ်နော်မဟုတ်ဆိုလို့ရှိရင်သူ့ရဲ့အာနိတင်နေပြတ်တာလေလုံအောင်ထားမယ်ပြီးလို့ရှိရင်ဒါကရေနေရောင်ကြီးနဲ့ဓာတ်ရိုက်မထိတွေ့ရဘူးနော်အဲ့ဒါလေးကိုတက်သတိထားမယ်နော်အခုဒါခုနတော့ကချော်ထားတဲ့တန်ကြီးရေကိုရေ1 လီတာနဲ့ရော့ပြီးတော့ဒီရေတန်ဘူး1 လီတာဘူးထဲကိုထည့်ထားလိုက်တာတကယ်လို့ तू ကကြာသွားလို့ရှိရင်သူကအနယ်လေးတွေအောက်မှာကျပြီဒီဘွားရေကကြည်သွားတတ်တယ်အဲ့ခါကျတော့ကျမတို့ကတုံးလို့ရှိရင်3 ခါနေ့တိုင်းဒီလိုမျိုးလှုပ်ပြီးတော့တုံးရမယ်ပေါ့နော်ဟုတ်လားဒါကတန်ကြီးအမှုန့်ကိုတန်ကြီးရေဖြော်ထားတယ်နီးနော်